အာဆင်နယ်အသင်းဟာဆုံးဖြတ်ချက်တစ်ခုလဲကြောင်းနဲ့ချန်ပီယံလိဖလားကိုဘာဖြစ်လို့ဆုံးရှုံးလိုက်ရတာလဲအာဆင်နယ်အသင်းဟာဘိုးလူပွဲမှာအသက်ဆက်နိုင်ဖို့အတွက်ပင်နယ်တီတစ်လုံးအလိုပဲရှိပါတော့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲနီးပြအာတီတာကလူတိုင်းကိုဝေခွဲမရဖြစ်စေမဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ခဲ့ပါတယ်အဲ့ဒါကတော့ဂိုးအများစုကိုကောင်းတိုက်ပြီးတွင်းလေးရှိတဲ့အပြင်တပွဲလုံးမှာအာဆင်နယ်ရဲ့အကောင်းဆုံးကစားသမားဖြစ်ခဲ့တဲ့နောက်ခံလူဂါဘရီယယ်ဟာကလပ်သမိုင်းတစ်လျှောက်အရေးကြီးဆုံးပင်နယ်တီကိုကန်သွင်းဖို့ရုတ်တရက်ဖြစ်လာခဲ့တာပါစာကာမဟုတ်ဘူးအိုဒီကတ်မဟုတ်ဘူးတိုက်စစ်မှုလည်းမဟုတ်ပဲနောက်ခံလူတစ်ယောက်ဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့တရားတီလုံးရဲ့မျှော်လင့်ချက်တွေဟာသူ့ရဲ့ပခုံးပေါ်ကိုကြားရောက်လာခဲ့ပါတယ်ကွင်းထဲကပရိသတ်8000ကလည်းအသက်ရှူအောင်ပြီးစောင့်ကြည့်နေကြတယ်လို့ကမ္ဘာတဝန်းကပရိသတ်တန်းပေါင်းများစွာကလည်းစောင့်ကြည့်နေခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့မမျှော်လင့်ထားတဲ့အရာဖြစ်ပျက်ခဲ့ပါတယ်ဘောလုံးကအပေါ်ကိုထောင်တက်ပြီးလွဲချော်သွားခဲ့ပါတယ်ဒါနဲ့အတူပဲအာဆင်နယ်အသင်းရဲ့ချန်ပီယံလိဖလားကိုပထမဆုံးအကြိမ်စုခူးမဲ့အိမ်မက်ဟာလည်းပျောက်ဆုံးသွားခဲ့ရပါတယ်ဒါပေမဲ့နောက်ထပ်ဖြစ်ပျက်ခဲ့တဲ့အရာကတော့လူတိုင်းကိုအံ့ဩသွားစေခဲ့ပါတယ်ဂါဘရီယယ်ကိုပထမဆုံးလာရောက်နှစ်သိမ့်ပေးသူဟာအာဆင်နယ်အသင်းဖော်မဟုတ်ပါဘူးသူကတော့ PSG အသင်းရဲ့ခေါင်းဆောင်မာကွင်ညိုက်ဖြစ်နေခဲ့ပါတယ်အဲ့ဒီအခိုက်အတန့်အဲ့ဒီဆုံးဖြတ်ချက်တစ်ခုတည်းကပဲအာဆင်နယ်ပရိသတ်တွေဘယ်တော့မှမေးနိုင်တော့မဲ့ညတညဖြစ်သွားခဲ့ပါတယ်